ကမ္ဘာအကြီးဆုံးခရီးသည်တင်လေယာဉ်ကြီး Airbus A380 ကိုလူတိုင်းသိကြမှာပါဒါပေမဲ့တကမ္ဘာလုံးမှာရှိတဲ့လေဆိပ်တော်တော်များများအထူးသဖြင့် American လိုလေဆိပ်အကြီးကြီးတွေမှာတော့ဒီကောင်ကိုပေးမစင်းကျင်ကြဘူးဆိုတာသင်သိပါသလားဒါကနီးပညာမကောင်းလို့မဟုတ်တယ်လို့မလုံခြုံလို့လည်းမဟုတ်ပါဘူးအဓိကပြဿနာကတော့ဒီကောင်ကအရန်ကြီးပြီးအရန်ကြီးလေးလံနေလို့ပါပဲ A380 ဆိုတာလေကြောင်းအင်ဂျင်နီယာလောကရဲ့အံ့ဖွယ်ပြရုပ်တစ်ခုဆိုတာညင်းလို့မရပါဘူးဒါပေမဲ့ပြဿနာကကောင်းကင်ပေါ်ကမဟုတ်ပဲမြေပြင်ပေါ်ကိုဘိန်းကျတဲ့အချိန်ကနေစတာပါလေရင်ကြီးကပြန်သန်းနိုင်ဖို့အတွက်ပြဿနာမရှိမယ်သူဆင်းရမယ့်လေဆိပ်ကသူ့ကိုလက်ခံနိုင်စွမ်းရှိမရှိဆိုတာပို့ပြီးတော့အရေးကြီးပါတယ်သူ့ရဲ့လေရင်တောင်ပံအကျယ်ကပေ160နီးပါးကိုရှိပါတယ်တက္ကစီဝေးတွေလေရင်ရနားစရာနေရာပါကင်တွေထက်ပိုပြီးတော့ကျယ်နေတာပါဘလောက်တောင်ကြီးလဲဆိုရင်သူ့အတောင်ပံအောက်မှာတခြားလေရင်တစ်စီးကတတရရဝင်ရက်လို့ရတဲ့အထိပါပဲသူမြေပြင်ပေါ်မှာသွားနေပြီဆိုရင်တခြားလေရင်တွေကသူ့ကိုမတိုက်မိအောင်ပတ်ရှောင်နေရပါတယ် A380 ကဘလောက်တောင်လေးလဲဆိုလို့ရှိရင်သူလေဆိပ်ကိုဆင်းလာတဲ့အချိန်မှာသူ့ရဲ့အလေးချိန်ကလေဆိပ်ပြေးလမ်းကိုတူနဲ့ထုချလိုက်သလိုမျိုးဆင်းသက်ရတာဖြစ်ပြီးသူ brake out လို့သုံးတဲ့အချိန်ထွက်လာတဲ့လေထုဖိအားကအရန်ပြင်းလို့လေဆိပ်တစ်ခုလုံးရဲ့လုပ်ငန်းလည်ပတ်မှုတွေတော့အနှောက်အယှက်ဖြစ်စေပါတယ်လေဆိပ်တွေက A380 ကြီးကိုမုံလို့ညင်းပယ်နေကြတာမဟုတ်ပါဘူးသူဆင်းလာပြီဆိုလို့ရင်လေဆိပ်တစ်ခုလုံးကသူ့တစည်းတည်းကိုပဲအာရုံစိုက်ပြီးတော့စီစဉ်ပေးနေရလို့ပဲဖြစ်ပါတယ်